variable frequency drive variable frequency drive ဆိုတာဘာလဲ variable frequency drive ကိုဘာလို့အသုံးပြုရလဲဘယ်နေရာမှာအသုံးပြုရလဲဘယ်လိုအသုံးပြုရလဲဒါကိုဒီဗီဒီယိုမှာတွေ့ပြပေးသွားမယ်အဲ့တော့ဒီ variable frequency drive ဆိုတာကကြတော့เนาะ VFD လို့လည်းခေါ်ပါเนาะသူကကြတော့ဒီelectronic motor controller ပဲindustrial နဲ့ HVAC system တွေမှာသုံးတယ်။သူကသုံးပြရလဲဆိုရင်ဒီ AC electric motor ရဲ့ဒီ speed ကိုထိန်းချုပ်ဖို့အတွက်သူအသုံးပြုတာ။ HVAC ကကြတော့ ventilation air condition system ပေါ့နော်။အဲ့မှာသုံးတယ်အဓိကတော့ဒီ fan speed ပေါ့။ fan speed တွေဒီ pan speed တွေဒါတွေကိုcontrol လုပ်တဲ့နေရာမှာသုံးတယ်ဒီ electrical engineering မှာဆိုရင်ဒီ variable frequency drive ကခုနပြောလို့ပဲspeed ကို motor ရဲ့ speed ကို control လုပ်တာဘာတွေကိုပြောင်းလဲပြီးတော့ control လုပ်မှလဲဆိုရင် frequency နဲ့ဒီ voltage ကိုပြောင်းလဲပြီးတော့မှသူက control လုပ်မှာဒီလို VFD ကိုသုံးခြင်းအဖြစ်ဘာတွေဖြစ်သွားလဲဆိုရင် save energy ကို save ဖြစ်တယ် mechanical ရပျက်စီးမှုတွေရှိအောင်ကာကွယ်နိုင်တယ်ခုနပြောလို့ပဲ pans တို့ fan တို့ combiner bed တို့စတဲ့နေရာတွေမှာသုံးတယ် VFD ကိုဘာလို့သုံးတာလဲ VFD ကိုဘာလို့သုံးတာလဲဆိုရင် energy saving ဖြစ်ချင်တယ်ပြီးတော့အဓိကကြတော့ AC motor ရဲ့ speed ကိုတိတိကျကျ control လုပ်ချင်တယ်ဒါကြောင့်မို့လို့ VFD ကိုပုံမှန်ဆိုရင် motor တွေကဒီ fixed speed ပေါ့နော် maximum speed မှာ run တယ်အကယ်၍ motor ရဲ့ speed ကိုပြောင်းချင် mechanical bus တွေကနေပြီးတော့မှ mechanically လိုက်ပြောင်းနေတာဖြစ်တဲ့အတွက် power အများကြီး waste ဖြစ်တယ်အဲ့ဒါကြောင့်မို့လို့ VFD ကကြောင့် motor ရဲ့ speed ကို electrical input ကနေတစ်ဆင့်control လုပ်နိုင်တယ် control လုပ်နိုင်တဲ့အတွက်ကြောင့် mechanical wear တွေကို short ချပေးရပြီးတော့ equipment ရဲ့ life ကိုလည်းတက်တောင်လည်းတိုးစေတယ် VFD သုံးရ critical ဆိုရင် energy saving ပေါ့ပြောရမယ်ဆိုရင်ဒီ power consumption ကို short ချပေးရဒီ affinity law ရဆိုရင်ဒီပတ်ဒါမှမဟုတ်ရင် fan ရဲ့ speed ကို20ရာခိုင်နှုန်းเนาะ short ချတာကဒီ energy use ကိုnearly 50ရာခိုင်နှုန်းထိဖြတ်တောက်နိုင်တယ်mechanically ရမ short ချရင်းနဲ့မှ electrical ရ control လုပ်ချင်လို့ပေါ့နော်ပြီးတော့ precise speed control ဒီတိတိကျကျ speed လိုချင်တဲ့ speed ရအောင် control လုပ်လို့ရတယ်ပြီးတော့reduce the up current high inrush current လို့လည်းခေါ်ရပေါ့နော်ဒီ motor တွေရဲ့ဒီ running current ရဲ့6ဆဒါမှမဟုတ်8ဆထက်ကိုမြင့်တဲ့ high inrush current တွေကိုလည်း eliminate လုပ်နိုင်တယ်motor ဒါ smooth ဖြစ်နေအစားပြုနိုင်ဖို့အတွက်လည်းအကူအညီဖြစ်တယ်ပေါ့နော်ပြီးတော့ minimize mechanical stress ဒီလိုမျိုးခုနက high inrush current တွေဒီ upper UTS step တွေ store တွေအရန်ကျန်းတဲ့ဟာမျိုးကိုသူ eliminate လုပ်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ mechanical parts တွေဖြစ်တဲ့ bulbs တို့ gear တို့ bearing တို့ရဲ့ဒီ mechanical wear တွေကိုလည်း short ချနိုင်တယ်ပေါ့နော်ဒီလိုမျိုးကြီးကောင်းကျိုးတွေအများကြီးရှိတဲ့အတွက် high power factor ဒီ system ရဲ့ဒီ electrical efficiency ကိုလည်းမြင့်တင်ပေးနိုင်တယ်အဓိကအဖြစ်တော့သူကဘာလဲဆိုရင်ဒီ precise speed control ပေါ့နော် precise speed control လည်းဖြစ်တယ်ပြီးတော့ဒီ mechanical wear ကိုလည်းတက်တာစီသူ့ရဲ့ကောင်းကျိုးပေါ့နော်ဒီဟာကိုသုံးလိုက်တဲ့ဟာမျိုးက speed ကိုလိုချင်တဲ့ speed ကိုတိတိကျကျဖြစ်အောင်ထိန်းချုပ်နိုင်တာဖြစ်တဲ့အတွက်ပေါ့နော်ဒါကြောင့်မို့လို့ဒါကတော့ဒါ key သူ့ရဲ့ key benefit တွေပေါ့နော်ဒီမှာဆိုရင်ဒါ VFD ရဲ့ဒီအထဲမှာဘာတွေပါလဲပေါ့ဘာတွေပါလဲဆိုရင် VFD ရဲ့ကကြတော့သူကနာမည်ဝေါ့သူက variable frequency drive ဖြစ်တဲ့အတွက်ကြောင့်မို့လို့သူက frequency ကိုပြောင်းပေးတာအဲ့တော့သူကဘယ်လိုပြောင်းပေးရလဲဆိုရင်ဒီသူ့ရဲ့ AC input ကလာတဲ့ဒီ fixed frequency ပေါ့နော် fixed frequency ကိုဒီဘက်ကိုရောက်သွားရင် output ကဘာဖြစ်သွားလဲဆိုရင် variable frequency ဖြစ်သွားတယ် step 30နဲ့ပြောင်းတယ်ပေါ့နော်ပြီးရင်နောက် slide မှာလည်းပါမယ် rectifier DC link inverter ဒီ3 process 3ခုနဲ့30နဲ့ပြောင်းပေးတာအဓိကကတော့ဒီ fixed frequency ကနေပြီးတော့မှ variable frequency ဖြစ်အောင်ပြောင်းတာဒီနေ့ဗီဒီယိုမှာတော့ VFD ဆိုတာဘာလဲနဲ့ VFD ရဲ့အလုပ်လုပ်ပုံအကြောင်းကိုပြောပြပေးသွားတာပါနောက်ထပ်လည်းလျှက်စစ်နဲ့ပတ်သက်တဲ့ဗီဒီယိုတွေအများကြီးကိုတင်ပေးသွားမှာမို့လို့ channel လေးကို like and subscribe လုပ်ဖို့မမေ့နဲ့နော်အားလုံးနောက်ပတ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်တတာ